တ်တော်ကလည်းသူကြောထားတာရှိတယ်လေတော်လိုင်းကာလဖြစ်တဲ့အတွက်မှာသူတို့ကတော့ဒီတော်လိုင်းအဖွဲ့အစည်းเนาะတနည်းအားဖြင့်လက်နက်ကန်အဖွဲ့အစည်းအနေနဲ့เนาะသူတို့မှတပါတခြားမရှိရဘူးဆိုတဲ့ဟာသူတို့ကြေညာပြီးဖြစ်ပါတယ်ဒါကတော့ရှင်းပါတယ်ဖြစ်လဲဖြစ်တဲ့မှာသို့တော့နိုင်ငံရေးပါတီတွေရဲ့အခမ်းကဏ္ဍကြားတဲ့အခါကျွန်တော်တို့ဘယ်စနစ်နဲ့သွားမှာဆိုတဲ့ဟာမေးခွန်းရှိတာတယ်ကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်တို့ကမွေးလာကလေးကနေပြီးတော့ငယ်ဘဝဟာတပါတီအာဏာရှင်စနစ်မှာကျွန်တော်တို့ကမွေးဖွားပြီးတော့ကြီးပင်းလာအရွယ်ရောက်လာတဲ့ညီဖြစ်တယ်ပြီးတော့ဒီတပါတီအာဏာရှင်စနစ်ရဲ့ဆိုးကျိုးကိုကျွန်တော်တို့ကလက်မခံနိုင်ဒီအတွက်လည်းတပါတီအာဏာရှင်စနစ်ကိုကျွန်တော်တို့ကနိုင်ငံတွင်းကနေတခါတည်းအပြတ်တဲ့ကျွန်တော်တို့စန္ဒပေါ်ထုတ်ပြီးတော့တော်လန်ခဲ့တယ်ပေါ့ဗျာပြောင်းလာတယ်ပါတီဆောင်စနစ်ရောက်လာဆိုတော့ဒီပါတီတွေနိုင်ငံရေးပါတီတွေမှာနော်တပါတီနဲ့တပါတီကတော့တူကြမှာတော့မဟုတ်ဘူးဒါပေမဲ့အကုန်လုံးပါတီတိုင်းပါတီကတော့နော်သူတို့ရဲ့ရည်ရွယ်ချက်ပါတီသူတို့ရဲ့ရှင်ရည်ရွယ်ချက်မှာကိုအမျိုးသားကိုဒေတာကိုပြည်နော်ကိုရရွာဒီဟာတွေကိုကောင်းကျိုးအတွက်ထူထောင်ရတယ်လို့ကျွန်တော်တို့ကယုံကြည်တယ်